ဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ပေါ့ခေကြီးကကိုကမကောင်းတာဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ပေါ့ဖြစ်ပြီးမှတော့ဘာပြန်လုပ်လို့ရလဲဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ပေါ့ခေကြီးကကိုကမကောင်းတာခေကမကောင်းတာလားလူတွေကမကောင်းတာလားလူတွေကမကောင်းတာလားအစိုးရကမကောင်းတာလားနိုင်ငံရေးတွေပါလာပြီကောင်းတယ်အစိုးရဘုန်းကြီးမန္တလေးအစိုးရပိုတော့ကောင်းတယ်တို့ဗမာရန်ကုန်လာကြည့်ပါလားနော်မပြောပါဘူးနိုင်ငံရေးတွေပါလားသူကြောင့်လည်းမဟုတ်ဘူးငါကြောင့်လည်းမဟုတ်ဘူးဟေတုံပဋိစ္စတံဗုဒ္ဓအကြောင်းရှိလို့ဖြေရတာမြတ်စွာဘုရားကတော့အဲ့လိုဖြေခိုင်းတယ်သူကြောင့်လည်းမဟုတ်ဘူးငါကြောင့်လည်းမဟုတ်ဘူးဘသူကြောင့်မှမဟုတ်ဘူးဟေတုံပဋိစ္စတံဗုဒ္ဓံအကြောင်းရှိလို့ဖြစ်ရတာပဲတဲ့ဟေတုပင်ငါနိရောဇန်ဒီအကြောင်းကုံတော့လဲအကျိုးလဲကုံသွားတာပဲဆိုတော့ရလတ်တိုင်းမှာအကြောင်းတရားဆိုတာရှိလားမရှိဘူးလားပရိသတ်အဲ့ဒီအကြောင်းတရားကိုမြင်အောင်ကြည့်နော်